မိန်းကလေးငယ်တယောက်ရုတ်တရက်အဆက်အသွယ်ပြတ်သွားပြီးဖုန်းလဲမဖြေတော့တဲ့အခါမှာတော့သူ့မိသားစုကတခုခုတော့မှားနေပြီဆိုတာချက်ချင်းရိပ်မိလိုက်ကြပါတယ်။ရဲတွေပါဝင်လာပြီးအစပိုင်းမှာတော့ပျောက်ဆုံးနေတဲ့ဒီအမှုကိုမြန်မြန်ဆန်ဆန်ဖြေရှင်းနိုင်မယ်လို့ထင်ခဲ့ကြတာပါ။ဒါပေမဲ့နောက်ဆက်တွဲဖြစ်လာတာတွေကတော့တကယ်လက်တွေ့ဘဝထက်ရာဇဝတ်မှုရုပ်ရှင်ဇာတ်လမ်းတစ်ပုဒ်လိုဖြစ်နေခဲ့ပြီးနောက်ဆုံးမှာအမှန်တရားအပြည့်စုံပေါ်ထွက်လာတဲ့အခါမှာတော့တနိုင်ငံလုံးအံ့ဩတုန်လှုပ်သွားခဲ့ရပါတယ်။အန်ဒရီယာအီဆိုတာကတော့1992ခုနှစ်ဧပြီလ18ရက်နေ့မှာမီချီဂန်ပြည်နယ်ဖလင်းမြို့မှာမွေးဖွားခဲ့သူပါ။သူမငယ်ငယ်လေးမှာပဲအမေဖြစ်သူဆုံးပါသွားခဲ့လို့အချိန်တန်ကြာတော့အဖေဖြစ်သူကနောက်အိမ်တောင်ပြုခဲ့ပါတယ်။နောက်ပိုင်းမိသားစုလိုက်အိုတဖေးမြို့လေးကိုပြောင်းရွှေ့ခဲ့ကြပြီးအန်ဒရီယာကတော့အဲ့ဒီမှာပဲအထက်တန်းကျောင်းပြီးခဲ့တာပါ။ကျောင်းပြီးတော့အိမ်နီးနားချင်းစတိုးဆိုင်တစ်ခုမှာအလုပ်ဝင်လုပ်ခဲ့ပါတယ်။အန်ဒရီယာဟာကောလိပ်တက်ဖို့စဉ်းစားခဲ့ပေမဲ့ဘယ်ဘာသာရက်ယူရမလဲမသေးကြသေးတာကြောင့်ဆက်အလုပ်လုပ်ရင်းအနာဂတ်အတွက်ပတ်စံစုနေခဲ့တာပါ။အဲ့ဒီမှာတင်ပဲအသက်19နှစ်အရွယ်လှုပ်ဖော်ကင်ဘက်ကဲနက်နဲ့ဆုံတွေ့ပြီးချစ်သူတွေဖြစ်သွားခဲ့ကြပါတယ်။2011ခုနှစ်နိုဝင်ဘာလအန်ဒရီယာအသက်20အရွယ်မှာသူ့အတော်နဲ့ဦးလေးကခရီးထွက်ရင်းအိမ်ဆောင်ပေးဖို့အကူအညီတောင်းခဲ့ပါတယ်။မိဘတွေနဲ့အတူနေတဲ့အန်ဒရီယာလည်းဆွေမျိုးတွေပြန်မလာခင်အထိအဲ့ဒီအိမ်မှာပဲသွားနေဖို့ဆုံးဖြတ်လိုက်တာပေါ့။ပထမရက်အနည်းငယ်မှာတော့ရီးစားဖြစ်သူကဲနက်နဲ့တငယ်ချင်းတယောက်ပါလာလေကြပြီးအတူတူရှောက်လဲရုပ်ရှင်ကြည့်ရင်ပျော်ပျော်ရွှင်ရွှင်ရှိနေခဲ့ကြပါတယ်။အဲ့ဒီနောက်အန်ဒရီယာနဲ့ကဲနက်ကနောက်တစ်နေ့မှာအတူတူအချိန်ဖြုံးဖို့အစီအစဉ်ဆွဲခဲ့ကြပါတယ်။နိုဝင်ဘာ14ရက်ညနေမှာအန်ဒရီယာကကဲနက်ကိုလာကြိုရမှာဖြစ်ပေမဲ့မလာခင်လေးမှာပဲမလာနိုင်တော့ဘူးဆိုပြီး message ပို့ခဲ့ပါတယ်။အဲ့ဒီစာကဲနက်ကိုပဲသူ့အတော်တို့အိမ်ကိုလာခဲ့ဖို့နဲ့ရုပ်ရှင် DVD အချို့ယူလာပေးဖို့ပြောခဲ့တာပါ။ကဲနက်ကည9နာရီခွဲလောက်မှာရောက်သွားခဲ့ပေမဲ့အိမ်ကမှောင်မဲနေပြီးတကားတွေပိတ်ထားသလိုအန်ဒရီယာရဲ့ကားလည်းမရှိပါဘူး။တကားခောက်ဖုံးဆက်ကြည့်ပေမဲ့လည်းအန်ဒရီယာဘက်ကလုံးဝတုံ့ပြန်မှုမရှိခဲ့ပါဘူး။အန်ဒရီယာခဏအပြင်ထွက်သွားတာဖြစ်မယ်ထင်လို့ကဲနက်စောင့်နေတော့နာရီဝက်လောက်အကြာမှာအန်ဒရီယာစီက message တစ်စောင်ရခဲ့ပါတယ်။အစီအစဉ်တွေပြောင်းသွားလို့နောက်တနေ့မှတွေ့ကြမယ်လို့အန်ဒရီယာကပြောခဲ့ပေမဲ့ဘယ်သွားလဲဆိုတာရှင်းမပြခဲ့သလိုကဲနက်ထပ်ပို့တဲ့ message တွေကိုလည်းပြန်မဖြေတော့ပါဘူး။နောက်တနေ့အထိလည်းအန်ဒရီယာကအဆက်အသွယ်လုံးဝမလုပ်ခဲ့ပါဘူး။အစပိုင်းမှာတော့ကဲနက်တယောက်ပဲစိုးရိမ်နေခဲ့တာပါ။အန်ဒရီယာကအတော်တို့အိမ်မှာနေနေတာမို့သူ့အဖေကလည်းအဆက်အသွယ်မရတာကိုသတိမထားမိခဲ့ပါဘူး။ဒါပေမဲ့နောက်တနေ့အထိဖုန်းမဖြေတော့တဲ့အခါမှာစတင်ပူပန်လာပြီးဆွေမျိုးတယောက်ကိုအိမ်မှာသွားကြည့်ခိုင်းခဲ့ပါတယ်။အဲ့ဒီဆွေမျိုးကကဲနက်နဲ့အတူအိမ်ကိုသွားပြီးသတင်းပေါက်ကနေချောင်းကြည့်ခဲ့ပေမဲ့ဘာမှမတွေ့ရပါဘူး။အဖေဖြစ်သူကအန်ဒရီယာရဲ့တငယ်ချင်းတွေစီဖုန်းဆက်ခဲ့ပေမဲ့24နာရီကျော်တဲ့အထိဘယ်သူမှအဆက်အသွယ်မရတာကြောင့်မိသားစုနဲ့တငယ်ချင်းတွေအဖွဲ့ခွဲပြီးအနီးနားကမြို့တွေပန်းခြံတွေကိုကားနဲ့ပတ်ရှာခဲ့ကြပါတယ်။ညနေဆောင်မှာတော့တငယ်ချင်းတယောက်ကအန်ဒရီယာရဲ့ကားကိုတွေ့လိုက်ရပါတယ်။အဲ့ဒီကားဟာဆွေမျိုးတွေအိမ်နဲ့မိုင်အနှဲငယ်ပဲဝေးတဲ့အမျိုးသားပန်းခြံနာကလူသူမရှိတဲ့နေရာတစ်ခုမှာရပ်ထားတာပါ။ကားတကားတွေပွင့်နေပြီးတော့မရှိတော့ပေမဲ့အန်ဒရီယာကိုတော့မတွေ့ရပါဘူး။အဖေဖြစ်သူကရဲတွေကိုချက်ချင်းဖုံးဆက်ခဲ့ပြီးရဲတွေလည်းဦးလေးဖြစ်သူရဲ့ခွင့်ပြုချက်နဲ့အိမ်ထဲကိုအတင်းဝင်ခဲ့ကြပါတယ်။မြောက်ခန်းထဲဆင်းသွားတဲ့အခါထိတ်လန့်စရာမြင်ကွင်းကိုတွေ့လိုက်ရတာပါ။အန်ဒရီယာဟာကလထိုင်ပေါ်မှာထိုင်လျက်ခေါင်းမှာတနက်ဒဏ်ရာနဲ့သေဆုံးနေခဲ့ပါတယ်။ဆေးစစ်ချက်အရပေနှဲငယ်အကွာဝေးကနေပြစ်လိုက်တဲ့တနက်ဒဏ်ရာကြောင့်သေဆုံးခဲ့တာဖြစ်ပြီးအပြည့်အဝအတည်ပြုချက်အရအန်ဒရီယာဟာကဲနက်နဲ့တွေ့ဖို့အစီအစဉ်ဖျက်လိုက်တဲ့အဲ့ဒီညမှာတင်အသက်ခံခဲ့ရတာဖြစ်ပါတယ်။ဆေးစစ်ချက်အရသူ့လက်ကဝတ်တွေမှာပလတ်စတစ်ကြိုးကွင်းနဲ့ချီနှောင်ခံထားရတဲ့အမတ်သားတွေတွေ့ခဲ့ရပေမဲ့ရဲတွေရောက်ချိန်မှာကြိုးတွေမရှိတော့ပါဘူး။အဲ့ဒီကြိုးတွေကိုသေပြီး6နာရီသို့မဟုတ်9နာရီလောက်မှဖြုတ်သွားတာမို့လူသက်သမားကနောက်မှပြန်လာတာဒါမှမဟုတ်တညလုံးအိမ်ထဲမှာရှိနေခဲ့တာဖြစ်နိုင်ပါတယ်။စုံစမ်းသူတွေကအိမ်ထဲကပစ္စည်းအချို့ပျောက်နေတာကိုသိခဲ့ရပေမဲ့အခင်းဖြစ်နေရဟာပုံမှန်တခိုးဝင်တဲ့ပုံစံမျိုးမဟုတ်ပါဘူး။တန်ဖိုးရှိတဲ့ပစ္စည်းများစွာနဲ့ရွှေတုံးအသေးလေးကိုတောင်ခြံထားခဲ့ပြီးရေမွေးပလင်းဆွဲတာအင်ဂျီကင်မရာဓာတ်3ချောင်းရိုင်ဖယ်တနက်တလက်ကြီးစံအချို့နဲ့ငွေအနှဲငယ်ကိုပဲယူသွားခဲ့တာပါ။အန်ဒရီယာမှာရေးစားရှိကြောင်းသိသွားတာနဲ့စုံစမ်းရေးမှုတွေကကဲနက်အိမ်ကိုတန်းသွားခဲ့ကြပါတယ်။ကဲနက်ကလည်းအန်ဒရီယာကိုနောက်ဆုံးတွေ့ခဲ့တာတွေကိုအမှန်တိုင်းပြောပြခဲ့သလို DNA နဲ့လက်ပွေနမူနာတွေကိုလည်းဘာမှမငင်းဆန်ပဲပေးခဲ့ပါတယ်။ရဲတွေကအဲ့ဒီညကဝစ်ခဲ့တဲ့အင်ဂျီတွေကိုတင်စီပြီးအိမ်ကိုရှာဖွေခဲ့ပေမဲ့တန်တရားဖြစ်စရာမတွေ့ရပါဘူး။ဒါပေမဲ့ကဲနက်ကိုစစ်ဆေးဖို့ခေါ်လာခဲ့ပြီးအချိန်ကြာလာတာနဲ့အမျှစုံစမ်းသူတွေဟာသူပဲလူသက်သမားဖြစ်နိုင်တယ်ဆိုတဲ့ဘက်ကိုယိမ်းလာပါတယ်။ကဲနက်ကအကုန်ညင်းဆိုခဲ့သလိုလိန်ညာမှုစစ်ဆေးသည့်ဆက်နဲ့စစ်ဆေးတာကိုပါသဘောတူခဲ့ပြီးစစ်ဆေးချက်အရလည်းလိန်ပြောနေတဲ့လက္ခဏာလုံးဝမတွေ့ရပါဘူး။ကဲနက်ရဲ့ထွက်ဆိုချက်အရနိုဝင်ဘာ14ရက်ညကအန်ဒရီယာကအစီအစဉ်ဖျက်လိုက်တဲ့အခါသူ့ကိုလမ်းခွဲတော့မယ်ထင်ပြီးစိတ်မကောင်းဖြစ်ကာအိမ်ပြန်လာခဲ့တယ်လို့ဆိုပါတယ်။တငယ်ချင်းမိန်းကလေးတယောက်စီ message ပို့ပြီးတိုင်ပင်ခဲ့ကာနောက်တော့အဲ့ဒီမိန်းကလေးအလုပ်လုပ်တဲ့စတိုးဆိုင်စီကားမောင်းသွားခဲ့တာပါ။အဲ့ဒီမှတဆင့်အဲ့ဒီမိန်းကလေးနဲ့အခန်းဖော်တို့စီည10နာရီလောက်မှတွားရောက်ကရုပ်ရှင်ကြည့်ခဲ့ပါတယ်။ဒါကိုအဲ့ဒီမိန်းကလေး2ယောက်လုံးကအတီးပြုတ်ပေးခဲ့သလိုသူ့ဖုန်းအချက်လက်တွေကလည်းအနီးနားတာဝါတိုင်နဲ့ချိတ်ဆက်နေတာကိုတွေ့ရပါတယ်
အဲ့ဒီမတိုင်ခင်မိနစ်20လောက်မှလဲစတိုးဆိုင်နဲ့မိန်းကလေးအိမ်ကြားကဓာတ်စီဆိုင်စောင့်ကြည့်ကင်မရာမှာကဲနက်ရောက်နေတာမိခဲ့ပါတယ်အဲ့ဒီညမှာပဲအန်ဒရီယာရဲ့ဘန်ကတ်ထဲကနေဒေါ်လာ300ကိုဒေးဗစ်ဆန်မြို့မှာတယောက်ကထုတ်ယူသွားခဲ့ပါတယ်ဒါပေမဲ့ထူးခြားချက်ကတော့ကဲနက်သူ့တငယ်ချင်းအိမ်ရောက်သွားပြီး9မိနစ်အကြာမှာပဲငွေကိုထုတ်ယူသွားတာပါကဲနက်အနေနဲ့နေရာ2ခုလုံးမှာတပြိုင်နက်ရှိနေဖို့ဆိုတာလုံးဝမဖြစ်နိုင်ပါဘူးကဲနက်ကတကောင်ရံအထိနေပြီးမှအိမ်ပြန်သွားခဲ့တာပါနောက်တနေ့မနက်မှာအန်ဒရီယာစီဖုန်းဆက်မရလို့မနက်10နာရီမှာဆွေမျိုးတွေအိမ်သွားကြည့်ပေမဲ့အရေးအယောင်မတွေ့လို့ပြန်လာခဲ့ပါတယ်မနက်7နာရီမှာကဲနက်အိမ်ပြန်ရောက်နေကြောင်းမိသားစုဝင်တွေရောဖုန်းအချက်လက်တွေပါအတီးပြုတ်ပေးခဲ့ပေမဲ့အဲ့ဒီအချိန်မှာပဲပိုဝေးတဲ့တခြားမြို့တစ်မြို့မှာအန်ဒရီယာရဲ့အကောင့်ထဲကနေနောက်ထပ်ဒေါ်လာ300ထပ်ထုတ်သွားပြန်ပါတယ်ရဲတွေရခဲ့တဲ့စောင့်ကြည့်ကင်မရာပုံရိပ်ကအရန်ဝါနေပေမဲ့တန်တရားရှိသူဟာအဖြူရောင်ပြစ်ကတ်ကားနဲ့လာတာကိုတော့တွေ့ရပါတယ်အထောက်ထားအားလုံးကကဲနက်မဟုတ်ကြောင်းပြနေပေမဲ့ရဲတွေကတော့သူ့ကိုတန်တရားမကင်းခဲ့ပါဘူးပထမအချက်ကတော့အန်ဒရီယာအသက်ခံရတဲ့အချိန်ဝင်းကျင်မှာအိမ်နာအထိကားမောင်းသွားပြီးအပြင်မှာနိုင်ဝက်လောက်ထိုင်နေခဲ့တယ်လို့ဝန်ခံထားလို့ပါဒုတိယအချက်ကတော့နိုဝင်ဘာ15ရက်ညနေမှာမိသားစုတွေဝိုင်းရှာနေကြချိန်မှာနောက်နေ့မနက်စောစောအလုပ်ရှိတဲ့အတွက်မလိုက်နိုင်ဘူးလို့ပြောခဲ့တာကြောင့်ပါကဲနက်ကတော့အန်ဒရီယာကသူ့ကိုလမ်းခွဲခြင်းလို့တမင်ရှောင်နေတာလို့ထင်ခဲ့မိတာကြောင့်ပါလို့ရှင်းပြခဲ့ပါတယ်တတိယချက်ကတော့အန်ဒရီယာကိုလိုက်ရှာနေတဲ့တငယ်ချင်းတယောက်ကလိပ်စာမေးတဲ့အခါမှာ3မိုင်လောက်ဝေးတဲ့တခြားနေရာကိုပြောပြခဲ့တာကြောင့်ပါဒီအချက်တွေကြောင့်စုံစမ်းစစ်ဆေးသူတွေကကဲနက်ကို10နာရီထက်မနည်းပြင်းပြင်းထန်ထန်စစ်ဆေးမေးမြန်းကဖိအားပေးခဲ့ကြပြီးနောက်ဆုံးမှာတော့ကဲနက်ပြစ်မှုကိုဝန်ခံလိုက်ပြီလို့ရဲတွေကကြေညာခဲ့ပါတယ်ဝန်ခံချက်ထဲမှာကဲနက်ကအဲ့ဒီညကအန်ဒရီယာတို့စီသွားခဲ့ကြောင်းမြေအောက်ခန်းထဲမှာအန်ဒရီယာသေနေတာတွေ့ရလို့မိသားစုကိုအမှန်တိုင်းမသိစေခြင်းပဲအသေးအပြောက်ပုံစံဆိုးအောင်ပုံစံဖန်တီးကပစ္စည်းအချို့ယူသွားခဲ့ကြောင်းရေးသားထားပါတယ်သို့တော့ဒီဝန်ခံချက်ဟာအရန်တိုတောင်းပြီးမရှင်းမလင်းဖြစ်နေခဲ့ပါတယ်လူသတ်မှုနဲ့တရားစွဲခံရတော့မဲဆိုမှကဲနက်ကထွက်ဆိုချက်ကိုပြန်ရုပ်သိမ်းဖို့ကြိုးစားခဲ့ပါတယ်ရဲတွေကနိုင်ပေါင်းများစွာဖိအားပေးခဲ့ပြီးအလောင်းတွေးတဲ့ပုံစံမျိုးရေးပေးရင်အိမ်ပြန်လွတ်ပေးမယ်လို့လိန်လည်ပြောဆိုခဲ့တာကြောင့်ပါလို့ကဲနက်ကဆိုပါတယ်ဒါအပြင်လိန်ညာမှုစစ်ဆေးဆက်မှာကြာရှုံးခဲ့တယ်လို့လည်းရဲတွေကလိန်ပြောခဲ့ကြတာပါပိုဆိုးတာကကဲနက်ရဲ့အဖိုးဖြစ်သူကငှားရမ်းပေးလိုက်တဲ့ရှေ့နေဟာကဲနက်ထံလာရောက်ဖို့ကြိုးစားခဲ့ပေမဲ့စုံစမ်းစစ်ဆေးသူတယောက်ကဖုန်းကိုချပစ်ကကဲနက်ရှိတဲ့နေရာကိုဘသူ့ကိုမျှမပြောဖို့အရာရှိများကိုသတိပေးခဲ့တာပါကဲနက်ဟာရှေ့နေရောက်လာတာကိုလုံးဝမသိပဲရဲတွေခိုင်းတဲ့အတိုင်းလိုက်ပြောပေးခဲ့ရတာဖြစ်ပါတယ်အန်ဒရီယာရဲ့အလောင်းကိုတွေ့ပြီး24နာရီမပြည့်ခင်မှာပဲရဲတွေကလူသက်သမားကိုဖမ်းမိပြီလို့ကြေညာကစုံစမ်းစစ်ဆေးမှုကိုရပ်ဆိုင်းလိုက်ပါတယ်ဒါပေမဲ့ဓာတ်ခွဲခန်းစစ်ဆေးချက်များအရအန်ဒရီယာရဲ့လက်သေးကြားကအရေးပြားနဲ့ကားတွေကရရှိတဲ့ DNA နမူနာတွေဟာကင်းနက်နဲ့လုံးဝမကိုက်ညီပဲအမည်မသိအမျိုးသားတဦးရဲ့ DNA ဖြစ်နေခဲ့ပါတယ်။ဒီလိုဟာကွက်တွေရှိနေပေမဲ့လည်းစုံစမ်းစစ်ဆေးသူတွေကတက်သေးသေးရပြီလို့ပြောလာပြန်ပါတယ်။ကင်းနက်ဝက်ခဲ့တဲ့ဘောင်းမီမှာသွေးစွန်းနေတဲ့သပင်တစ်ပင်တွေ့ရပြီးအဆိုပါသွေးနယ်သပင်ဟာအန်ဒရီယာရဲ့သပင်ဖြစ်နေခဲ့တာပါ။ဒါပေမဲ့ဘောင်းမီပေါ်မှာသွေးအစအနလုံးဝမရှိပဲမှုခင်းပညာရှင်ကအန်ဒရီယာသေဆုံးပြီးနိုင်ပေါင်းများစွာကြာမှအဆိုပါသပင်ရောက်လာတာဖြစ်ကြောင်းကောက်ချက်ချခဲ့ပါတယ်။ကဲနက်ရဲ့ရှေ့နေကအခင်းဖြစ်ပွားရာနေရာကတပ်သေးယူလာတဲ့ရဲအရာရှိတဦးကကဲနက်ရဲ့ပစ္စည်းများကိုထုတ်ပိုးစဉ်မတော်တဆကူးစက်မိတာဖြစ်နိုင်ကြောင်းညှင်းချက်ထုတ်ခဲ့ပါတယ်။ဒါအပြင်စစ်ဆေးမေးမြန်းမှုဗီဒီယိုမှတ်တမ်းအစိပ်ပိုင်းအချို့လည်းထူးဆန်းစွာပျောက်ဆုံးနေခဲ့ပါတယ်။ဒီဥပဒေရေးရအငင်းပွားမှုတွေ၄နှစ်တိုင်ကြာမြင့်ခဲ့တော့လဲတရားရုံးကဝန်ခံချက်ကိုတပ်သေးအဖြစ်အတည်ပြုခဲ့ပြီးကဲနက်ကိုခြေချင်းဝက် GPS တက်ကအိမ်တွင်းအကျယ်ချုပ်ထားရှိခဲ့ပါတယ်။2015ခုနှစ်တရားခွင်မှာတရားလိုဘက်ကဝန်ခံချက်နဲ့ဘောင်းမီဘောကသပင်ကိုအဓိကထားပြီးလူရဲမှုလုံရင်ကျူးလွန်ခဲ့တာဖြစ်တယ်လို့ဆွဲချက်တင်ခဲ့ပါတယ်။ကဲနက်ထံမှပျောက်ဆုံးပစ္စည်းများမတွေ့ရသလိုဘန်ကတ်ကိုလည်းတခြားသူသုံးနေတာထင်ရှားတာကြောင့်ဟန်ဆောင်ထားတဲ့လူရဲမှုအဖြစ်ပုံဖော်ခဲ့တာပါ။သို့တော့ကဲနက်ရဲ့မိသားစုမှာချမ်းသာတာကြောင့်ငွေအသေးအတန်လိုအပ်နေသူလည်းမဟုတ်ပါဘူး။အစိုးရရှိနေကအိမ်တော့ဖို့ကဲနက်ထံမှရှိနေတာကိုထောက်ပြခဲ့တော့လေကဲနက်ကမသေးခင်2ရက်အလိုမှာစပွဲပေါ်ထားခဲ့တယ်လို့ပြောခဲ့ရာရဲတွေကပြောတဲ့နေရာအတိုင်းအိမ်တော့ဖို့ကိုပြန်တွေ့ခဲ့ရပါတယ်။တစ်ဖက်မှာလည်းအန်ဒရီယာရဲ့ကားမောင်းသူထိုင်ကုန်အောက်မှာအင်ဂျင်ဝိုင်းတွေခဏခဏယိုစိမ့်တက်တာကြောင့်ကားမောင်းသူရဲ့ဖနက်အောက်ခြေမှာစီစွန်းပေရမည်ဖြစ်တော်လဲကဲနက်ဤဖနက်မှာတော့မြည်သည့်စီစွန်းကွက်မှမတွေ့ရပါဘူး။ထိုအခါအစိုးရရှိနေကကဲနက်မှာအပေါင်းဖော်တဦးရှိရမည်ဆိုပြီးအယူအဆသစ်ပြောင်းခဲ့ပြန်ပါတယ်။သို့တော့လူသက်လက်နက်ကိုမူမြည်သို့မျှရှာမတွေ့ခဲ့ပါဘူး။တရားခံရှိနေကရဲတွေလှစ်လျူရှုခဲ့တဲ့ဖြစ်နိုင်ခြေရှိသောတန်တရားရှိသူ9ဦးရဲ့စာရင်းကိုတင်ပြခဲ့ပါတယ်။ပထမကတော့ Jeffrey ပါ။ကဲနက်နဲ့အန်ဒရီယာ2ဦးလုံးရဲ့အသိဖြစ်ပြီးကားကိုလူသူဝေးရာမှာတွားတွေ့ခဲ့သူပါ။ကဲနက်ထံဖုန်းဆက်ပြီးအန်ဒရီယာဗမာလဲလို့လာမေးခဲ့သူလည်းဖြစ်ပါတယ်။ဒါအပြင်သူ့ရဲ့ကားဟာလည်း CCTV ထဲကအဖြူရောင်ပြစ်ကတ်ကားနဲ့ဆင်တူနေခဲ့ပါတယ်။နောက်တစ်ယောက်ကတော့မူရစ်ဆေးရောင်းသူပါ။အန်ဒရီယာရဲ့မောင်လေးဟာမူရစ်ဆေးပြဿနာကြောင့်အကျွေးတင်နေပြီးအဆိုပါဆေးရောင်းသူကအန်ဒရီယာစုဆောင်းထားတဲ့ငွေတွေကိုသိရှိနေသူပါ။နောက်ထပ်တစ်ယောက်ကတော့ဒေးဗစ်ပဲဖြစ်ပါတယ်။
ကားခိုးမှုရာဇဝင်ရှိပြီးမိခင်ဖြစ်သူကရဲထံသတင်းပေးခဲ့သူ CCTV တဲကလူနဲ့ရုပ်ချင်းလုံးဝဆင်တူသူပါဒါပေမဲ့ဂျူရီအဖွဲ့က2ရက်တိုင်တိုင်ပင်ပြီးနောက်ကဲနက်ကိုပထမအဆင့်လူတက်မှုနဲ့အပြစ်ရှိကြောင်းဆုံးဖြတ်ခဲ့ပြီးပြန်လည်လွတ်မြောက်ခွင့်မရှိတဲ့တသက်တကြွထောင်ဒဏ်ချမှတ်ခဲ့ပါတယ်အယူခံ2ကြိမ်ပယ်ဖျက်ခံရပြီးတတိယအကြိမ်စ조사မှုမှာတော့ကဲနက်ရဲ့ရှေ့နေကဂျူရီအဖွဲ့စာရွက်စာတမ်းထဲမှာကြီးမားတဲ့အမှားတစ်ခုရှာတွေ့ခဲ့ပါတယ်ဂျူရီတွေကိုဒုတိယအဆင့်လူတက်မှုဆွဲချက်မှာအပြစ်ရှိတယ်ဆိုတဲ့ရွေးချယ်စရာတစ်ခုတည်းသာထည့်ပေးထားတာကြောင့်ဒုတိယအဆင့်မှာအပြစ်မရှိပါလို့ဆုံးဖြတ်ဖို့လမ်းစာမရှိခဲ့တာပါ2018ခုနှစ်မှာအယူခံတရားရုံးကကဲနက်အားတရားခွင်အသစ်ပြန်စဖို့ခွင့်ပြုခဲ့ပြီး3နှစ်အကြာမှာတော့အာမခံနဲ့ပြန်လွတ်လာခဲ့ပါတယ်2022ခုနှစ်မှာရှင်းနေရဲ့တောင်းဆိုချက်အရ DNA တွေကိုပြန်လည်စစ်ဆေးခဲ့ရာအိမ်ပြင်ပမှာတွေ့ရတဲ့ Secret Door ဘော်က DNA ဟာ Andrea ရဲ့လက်သေးအောက်ကအရေးပြားဆဲတွေနဲ့တူညီနေကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်2023ခုနှစ်ဇန်နဝါရီလမှာ Authoran အမည်ရှိမျိုးရိုးဗီဇမှုကင်းဆေးပညာကုမ္ပဏီကအများပြည်သူဆိုင်ရာ DNA အချက်လက်တွေကတဆင့်တန်တရားရှိသူကိုဖော်ထုတ်ပေးနိုင်ခဲ့ပါတယ်။သူကတော့အသက်42နှစ်အရွယ် Chadwick မောင်လီဖြစ်ပြီးမူလအမှုတွဲမှာနာမည်လုံးဝမပါခဲ့ဘူးသူပါ။ Andrea အသက်ခံရချိန်က Chadwick ဟာမိနစ်40ခန့်ဝေးတဲ့ဘေးမြို့မှာနေထိုင်ခဲ့ပြီး2017နိုဝင်ဘာဖုန်းမှတ်တမ်းများအရအခင်းဖြစ်ပွားတဲ့နေ့ကအတော်ဖြစ်သူတို့ရဲ့အိမ်နီးနားရှိတာဝါတိုင်နဲ့23ကြိမ်တိုင်ဆက်သွယ်မှုရှိခဲ့ကြောင်းတွေ့ရပါတယ်။2023ခုနှစ်မှာယူတာပြည်내၌ကုန်တင်ကားမောင်းရင်ဗန်ကားထဲမှာနေထိုင်နေတဲ့ချက်ဝစ်ထံစုံတောင်းများတွားရောက်က DNA နမူနာရယူခဲ့ရာအန်ဒရီယာရဲ့လက်သေးအောက်ကားထဲနဲ့အိမ်အတွင်းရှိ DNA တွေနဲ့ယာနှုံးပြည့်ကိုက်ညီခဲ့ပါတယ်။ဒါအပြင်သူ့ဗန်ကားထဲမှာတွေ့ရတဲ့6လုံးပြူတနက်ဟာလည်းအန်ဒရီယာကိုပြစ်ခတ်ခဲ့တဲ့လက်နက်အစစ်ဖြစ်နေခဲ့ပါတယ်။စုံတောင်းများဖမ်းဆီးဖို့ပြန်လာစဉ်ချက်ဝစ်ဟာထွက်ပြေးသွားခဲ့ပြီး3ပတ်အကြာမွန်တာနာပြည်နယ်မှာဖမ်းမိခဲ့ပါတယ်။ဒါပေမဲ့လေစိတ်တို့ပို့ဆောင်စဉ်လက်ထိတ်နဲ့ခြေချင်းဝက်တန်ကြိုးတွေကိုဖြုတ်ကာဗန်ကားပေါ်မှာထပ်မံထွက်ပြေးခဲ့ပြန်ပါတယ်။ရက်အနှဲငယ်အကြာမြစ်အတွင်းလှေလော်နေစဉ်ဒေသခံရဲကမတော်တဆတွေ့ရှိရာမှဒုတိယအကြိမ်ပြန်လည်ဖမ်းဆီးနိုင်ခဲ့ပြီးမီရှီဂန်သို့ပြန်လည်ခေါ်ဆောင်လာခဲ့တာပါ။ Chadwick နဲ့ Kenneth တို့ဟာဘာမျှသက်ဆိုင်မှုမရှိဘဲအန်ဒရီယာကိုလည်း Chadwick ကမသိရှိခဲ့ပါဘူး။ထို့သောတပ်တွေအသစ်များပေါ်ထွက်လာတော့လဲတရားလိုဘက်က Kenneth နဲ့ Chadwick တို့ပူးပေါင်းကျူးလွန်ခြင်းဖြစ်တယ်လို့ဆိုကာကဲနက်ရဲ့ဆွဲချက်များကိုပယ်ဖျက်မပေးဘဲဒုတိယအကြိမ်တရားခွင်ဆက်သွားမယ်လို့ကြေညာခဲ့ပါတယ်။2025ခုနှစ်ဖေဖော်ဝါရီလမှာတော့တရားခံအစ်စ်ဖြစ်သူချက်ဝစ်စာဆွဲချက်တွေကိုမငင်းသလိုအပြစ်ရှိကြောင်းလဲမဝန်ခံတဲ့ရှောက်လဲချက်ပေးခဲ့ပြီးအခင်းဖြစ်ညကအရန်မှုနေလို့မမှတ်မိတော့ပေမဲ့အမှုမှာပါဝင်ခဲ့တာကိုတော့မငင်းခဲ့ပါဘူး။အမှန်တကယ်တော့စုံစမ်းစစ်ဆေးမှုစတင်ချိန်ကတည်းကရဲအရာရှိအချို့ကချက်ဝစ်ကိုတန်တရားရှိခဲ့ဘူးတော့လဲအကြောင်းပြချက်မရှိဘဲအမှုတွဲတွေကနေပျောက်ကွယ်သွားခဲ့တာပါ။နောက်ဆုံးမှာတော့ချက်ဝစ်ကိုပြန်လည်လွတ်မြောက်ခွင့်မရှိတဲ့တသက်တကြွထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။ဒါပေမဲ့တရားလိုဘက်ကတော့ကဲနက်အပေါ်ဆွဲထားတဲ့ဆွဲချက်တွေကိုမယုတ်သိမ်းပေးဘဲ2026ခုနှစ်ဇန်နဝါရီလမှာဒုတိယအကြိမ်တရားခွင်ထပ်မံရင်ဆိုင်မှုစီစဉ်ခဲ့ပါသေးတယ်။ဒါပေမဲ့တရားခံအစ်စ်ချက်ဝစ်ရဲ့ခိုင်မာတဲ့ DNA နဲ့တနက်သက်သေအထောက်အထားတွေအပြည့်အဝပေါ်ထွက်လာခဲ့တာကြောင့်အစိုးရရှေ့နေဘက်ကကဲနက်အပေါ်တင်ထားတဲ့ဆွဲချက်အလုံးကိုလုံးဝရုတ်သိမ်းပေးခဲ့ရပါတယ်။ဒါကြောင့်14နှစ်နီးပါးကြာအောင်မတရားဆွဆွဲခံခဲ့ရပြီးအိမ်တွင်းအကျယ်ချုပ်ကျနေခဲ့တဲ့ကဲနက်ဟာနောက်ဆုံးမှာတော့အပြစ်မရှိကြောင်းလုံးဝလွတ်မြောက်သွားခဲ့ပါပြီ။ရဲရီရဲ့ဖိအားပေးစစ်ဆေးမှုလွဲမားတဲ့စုံစမ်းစစ်ဆေးမှုတွေကြောင့်လူငယ်တယောက်ရဲ့ဘဝတွေက14နှစ်တာအချိန်တွေလုံးဝဆုံးရှုံးသွားခဲ့ရတဲ့ဒီအမှုဟာမီချီဂန်ပြည်နယ်ရဲ့သမိုင်းမှာအဆိုးရွားဆုံးတရားဥပဒေစိုးမိုးရေးအမှားယွင်းတစ်ခုဖြစ်ကျန်ရစ်ခဲ့ပါတယ်။ဒီဇလန်နဲ့ပတ်သက်ပြီးခန်းစားချက်တွေကိုကွန်မန့်မှာရေးပေးခဲ့ကြပါဦး။